LSD database ရဲ့ architecture အကြောင်းဦးစားပေးပြောသွားမယ်ပေါ့နော်အဓိကဒီ fundamental မှာသူကဘာလုပ်ထားတဲ့ architecture အကြောင်းပေါ့ database ကသူ့ရဲ့နာမည်ကိုယ်တိုင်ကတော့ database ဖြစ်တဲ့အတွက်သူက data journey ကိုဦးစားပေးလုပ်ပြီးတော့ design လုပ်ထားတယ်ပေါ့နော်သူရဲ့ the whole architecture diagram ကြည့်မယ်ဆိုရင်လေအဲ့တော့ပုံမှန်အဲ့ဆို data engineering တို့ machine learning engineer လုပ်ပြီးရလို့ဆိုရင်တော့ဒီဟာကဒီလိုမျိုးပုံမှန် flow ကိုတော့နည်းနည်းမမိကောင်းမမိမယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးအားလုံးလိုနည်းနည်းမျက်စိရမြင်သွားအောင်လို့ပေါ့နော်အဲ့ဒီ example လေးနဲ့ဦးစားပေးပြီးဒီသူ့ရဲ့ diagram flow ပြောပြမယ်ပေါ့နော်အဲ့တော့ဒီမှာ data source အကြောင်းကိုလည်းဆိုရင်တော့သွားအောင်ပုံမှန်ဆို data source ဆိုရင်အဲ့ဆိုပစ္စည်းမှာဗာမြင်လို့ရလဲဆိုတော့ဒီလိုမျိုးသူ SQL database တွေရှိမယ် NoSQL database တွေရှိမယ် data lake တွေ data warehouse တွေအကလုံးကိုသူပြောတာပေါ့နော်ပြီးသွားလို့ရှိရင်အဲ့ဒါအပြင်ကိုတခြား external data source တွေလည်းပါကောင်းပါနိုင်တယ်ပေါ့နော်ကို company ကတခြား company ရဲ့ data consumer တယောက်ဖြစ်တယ်ဆိုရင်ကိုကတခြား company ကပေး data တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးမျိုးစီလည်းကြည့်လို့ရတယ်အဲ့ဆိုဒီမှာ LS က example တစ်ခုအနေနဲ့ဆိုရင် LS တို့ဒီမှာပုံမှန်လူတိုင်းလို့ပေါ့နော်မျက်စိလည်းမြင်သာထင်သာရှိသွားအောင်လို့ဆိုရင်အဲ့လိုမျိုးမိဖို့ကြောင်မှာဟင်းချက်တဲ့ဟာမျိုးနည်းနည်းစဉ်းစားကြည့်အောင်ဒီမှာဆိုရင်ကိုရီကတကယ်လို့ဟင်းတစ်ခွက်ကို prepare လုပ်မယ်ဆိုရင်ပထမဆုံးလိုတာကသူ့ရဲ့ဒီအသီးနှံတွေပေါ့နော်တစားပလားတွေအဲ့လိုမျိုး ingredient တွေပေါ့နော်ဒီမှာကြည့်မယ်ဆိုရင်အဲ့တော့ဒီမှာနေဒီ data source လေးရမှာလဲဆိုတော့ဗာမြင်ကြည့်လို့ရလဲဆိုတော့အဲ့လိုမျိုးတကယ်လို့ကိုကဒီရက်ွက်ဈေးရဲသွားတဲ့ခါကြရင်အဲ့လိုမျိုးဟင်းသီးရွက်ဆိုင်ရှိမယ်အသားငါးဆိုင်ရှိမယ်စီရီဆိုင်ရှိမယ်ကြက်သွန်ဖြူဆိုင်ရှိမယ်ပေါ့နော်အဲ့လိုမျိုးဘောင်းဆိုရင်ကွာ collect လုပ်ရတဲ့ stage ပေါ့နော်ဒါတွေကပြောမယ်ဆိုရင်ဒီလိုမျိုးတို့ဆိုင်တွေကဒါကိုဈေးသွားလိုက်တယ်ကိုရဲ့ဒီရက်ွက်ဈေးကဆိုင်တွေကဒါကိုရဲ့ data source တွေပေါ့နော်ကိုချက်မဲ့ဟာကကြက်သားဟင်းဆိုရင်တော့မှကြက်သားဟင်းကအာလူနဲ့ချက်မှာလားအဲ့လိုမျိုးကွာတွေးမှာဆိုတော့ကွာကိုအနေနဲ့ကြက်သားဝယ်ရမယ်အာလူဝယ်ရမယ်တခြားကြက်သွန်ဖြူဝယ်ရမယ်စီဝယ်ရမယ်အဲ့လိုမျိုးဟာတွေအားလုံးကဒါအနေနဲ့ကြည့်မယ်ဆိုရင်ဒါကိုရဲ့ data source က data site မှာတော့ဝယ်ရမယ်ကိစ္စပေါ့နော်အဲ့တော့ကိုကခေကြက်သားဟင်း example ပဲဦးစားပေးသွားအောင်အဲ့ဒီမှာဆိုရင်ကြက်သားဟင်းကိုလည်းဆိုချက်မယ်ဆိုရင်အဓိကလိုအပ်တဲ့ ingredient တွေတော့ဝယ်ရမယ်အဲ့ ingredient တွေကဒါလည်းဆိုရ data source အနေနဲ့မျက်စိနဲ့မြင်လိုက်ပေါ့နော်ဒီမှာ ingest state ကဘယ်လိုမျိုးလဲဆိုတော့သူက okay ကိုကဆိုင်ကနေပြီးတော့ခုနကြက်သားဝယ်လာခဲ့ပြီးသွားပြီကြက်သားဝယ်လာခဲ့ပြီးသွားပြီပြီးသွားရင်အာလူဝယ်လာခဲ့ပြီးသွားပြီပေါ့နော်ပြီးတော့တခြား small ingredient တွေလည်းပါကောင်းပါမယ်ပေါ့နော်ကိုကြက်သားဟင်းချက်မှာဆိုအဲ့လိုဆိုဒီဟာ ingest state မှာကိုဘာပဲလုပ်လဲဆိုတော့ကိုကသွားပြီးတော့နည်းနည်းရေးဆေးလိုက်တယ်သိရမလားရေးဆေးပြီးကိုရဲ့ဒီမိဖို့ကြောင့်လည်းတိတ်လိုက်တယ်အဲ့လောက်အဆင့်ကိုမျက်စိနဲ့မြင်လိုက်ရင်ရပြီကိုကသွားဝယ်တယ်ဝယ်ပြီးတော့မှကို data တွေကကို ingest လုပ်လိုက်တယ်ဆိုတာဘာမှတက်ချိုက်အင်းကဘာမှမလုပ်သေးဘူးပေါ့နော်ဒီတိုင်းရိုးကိုယ့် data ကိုကိုယ့် platform မှာလာပြီး bring လုပ်လိုက်တယ် for example ပေါ့နော်ကိုက okay ဒီ data lake မှာ data တွေကိုကိုလိုချင်တဲ့နေရာကို data lake ကိုကိုယ့်ဒီ external data source တွေကိုပေါ့နော် data lake ကိုရောက်လာအောင်ကိုကတည်လာပေးလိုက်တယ်အဲ့လောက်အထိပဲကိုကဘာမှမလုပ်သေးဘူးပြီးတော့မှကိုကကြက်သားရင်းချက်မှာဖြစ်တဲ့အတွက်ကြက်သားကအဲ့လိုမျိုးခုတ်ရမယ်လီးရမယ်အာလူကိုခွန်ခွာရမယ်သိရမလားတေးချအတုံးစိတ်ရမယ်အဲ့လိုမျိုးနေရတယ်ဆိုရင်ဒါကပြောမယ်ဆိုရင်ဒါ transform stage တွေရောက်သွားပြီပေါ့နော်ကိုကဘာအတွက်လုံးမှာလဲငါကြက်သားရင်းချက်မှာဖြစ်တဲ့အတွက်ငါကိုကကြက်သားကိုငါအာလူနဲ့မလေးချက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုဆိုရင်အဲ့ကိုအတိုင်းလဲဆိုတာသွားရမယ်လေဟုတ်တယ်ဟုတ်ဒီမှာနောက်တစ်မျိုးဘာလို့ကြည့်လို့ရသေးလဲဆိုကိုက machine learning model ကို train လုပ်တဲ့ခါကြာရင်ဒါမှမဟုတ်လဲကိုက Power BI insight တွေ report လုပ်တဲ့ခါမျိုးကြာရင်ပေါ့နော်ကိုကအဲ့ data ကကိုလိုအပ်တဲ့ format ဖြစ်အောင်လို့ကိုက transformation လုပ်ပေးရတယ်ပေါ့နော်ဒါရပုံမှန်ဆို ETL လုပ် E က load ပြီးတော့ T ကじゃ transform state ပေါ့နော်ET E က let's ပေါ့ E ရဲ့ D ရဲ့ပေါ့နော်အဲ့လိုမျိုးသုံးခုသွားတာဆိုတော့လေအဲ့လိုမျိုးဆိုတော့ဒါလုတ်လဲပတ်လုတ်ပိုင်းပြီးသွားရင် ingest ပိုင်းပြီးသွားရင် transform page ကိုသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ပြီးသွားရင်လည်းဆိုဒီ query ကိစ္စကိုတော့ query မှာကိုကအခုဒါကတော့ဘလို့ချက်မလဲဆိုတော့တိုင်းစတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ကိုကလူပဲ2ယောက်စာချက်မှာလဲလူ2ယောက်စာပဲချက်မှာလားကိုတယောက်တည်းအတွက်ကိုချက်မှာလားဒါမှမဟုတ်လဲလူ10ယောက်စာချက်မှာလားပေါ့နော်အဲ့လိုမျိုးကိုရဲ့ intention ကိုစဉ်းစားပြီးတော့မှကို data တွေကိုနည်းနည်းဆွဲထုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ပုံစံမျိုးကိုလိုအပ်တဲ့ data လောက်ပဲကိုကလုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်လေအဲ့လိုမျိုးသွားတဲ့ပုံစံမျိုးမျိုးစီနည်းနည်းမြင်လိုက်လို့ရတယ်ဒီမှာကိုကဘယ်ကိုနဲ့ကိုကဘာလုပ်မှာလဲကိုကတကယ်လို့ဒီ yearly annual insight အတွက်လုပ်မှာလားဒါမှမဟုတ်လဲကိုက machine learning model တစ်ခုလုပ်မှာလားပေါ့နော်ဘာအတွက်ဘာကိုနဲ့သွားမှာလဲဒီခုနက classification problem ကိုသွားမှာလား regression problem ကိုသွားအမျိုးမျိုးပေါ့နော်ဒါကိုလုပ်ချင်တာပါလဲကို data ကဘာ purpose အတွက်ကိုကလုပ်မှာလဲအဲ့ပုံမျိုးဒီ data curiosity ကိုသွားတဲ့ပုံစံမျိုးပေါ့နော်မျိုးစီမြင်လို့ရတယ်နောက်တစ်ခုကဒီ visualize state ကကြာတာပုံမျိုးတချို့တွေဆိုရင်ဒီလိုမျိုး ETA process ကိုလည်းခေါ်မယ်ဒါမှမဟုတ်လဲဒီလိုမျိုး Power BI တို့ Tableau တို့ဒီလိုမျိုး Looker တို့ပေါ့နော်ဒါ Google ကထုတ်တဲ့ဟာအဲ့လိုမျိုးဟာတွေမှာကိုယ့်ရဲ့ end user ကိုကဒီမှာဆိုရင် serve လုပ်ဖို့အတွက်ဘယ်လိုမျိုးလုပ်မလဲပေါ့နော်ခုနကဒီမှာနေရာမှာဆိုရင်ဒီခုနကလည်းဆိုဒီတော်တော်များဒီနေရာ plating back ကိုသူသားပေးခုန second ချက်ဒီကြက်တိုင်းချက်ပြီးတော့ခါကြရင်သူက
user တွေကိုမ serve မလုပ်ခင်ကို plating သေချာလုပ်တဲ့ဟာမျိုးပေါ့နော်သေချာ design လုပ်တယ်လူတွေစားချင်လာအောင်လို့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒီလို stage ကိုသူက visualize လုပ်တဲ့ stage ကိုသူကမျက်စိနဲ့မြင်ထားလိုက်လို့ရတယ်ပြီးတော့မှကိုက visualize လုပ်ပြီးသွားပြီကိုကပြီးတော့မှကိုကဒီဟာကိုကိုကဘယ်လိုမျိုး serving နဲ့သွားမှာလဲဒီဟာ serving ကသူကကိုကဒီခုန visualize dashboard အနေနဲ့ serving လုပ်မှာလားဒါမှမဟုတ်လဲခုန REST API နဲ့သွားမှာလား Docker နဲ့ package လုပ်မှာလားဒါမှမဟုတ်လဲတခြား external service တွေနဲ့ကိုကဘယ်လိုမျိုး connect လုပ်မလဲပေါ့နော်ဒီ serving stage ကပြောမယ်ဆိုတော့ end user တွေကသွားကြွေးတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်သူတို့ထမင်းတူစားဖို့သူတို့စီသွားရောက်တဲ့အထိတည်လာပြီးလေတဲ့ပုံစံမျိုးမျိုးစီမြင်လိုက်လို့ရတယ်ပေါ့နော်ဟိုဒီ chicken ချက်သားဟင်းကြော်နေမှာအဲ့လိုဆိုပြောမယ်ဆိုတော့ဒီနေရာကဒါကိုယ့်ရဲ့ကိုယ့်ရဲ့ future data customer တွေနဲ့ပေါ့နော် data consumer တွေနဲ့ကိုက connect လုပ်မယ့်နေရာဖြစ်သွားပြီပေါ့နော်ကိုကဒါတကယ်လို့ data owner ဆိုရင်ပြောပါတယ်အဲ့လိုဆိုတော့ဒီကိုယ့်ရဲ့ external app တွေကကိုယ့်ရဲ့ data consumer တွေလည်းဖြစ်ရကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းကိုယ့်ရဲ့ internal organization မှာရှိရလူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူပြောချင်တာဒီမှာ database ကသူကဒီလိုမျိုး data journey ပေါ့နော်ဒါဆိုရင် machine learning life cycle ထဲမှာလည်းပါတယ် data life cycle လည်းမျက်စိနဲ့မြင်လို့ရတယ်ပေါ့နော်ဒီ life cycle တစ်ခုလုံးသူကသူ့မှာတိုးအားလုံးရှိရပေါ့နော်သူကဒီမှာဆိုရင် database ကို data နဲ့ပတ်သက်တဲ့အတားပေးတိုးတွေရှိတယ်ပြီးတော့ဒီမှာ Power BI နဲ့လည်း plug and play လုပ်လို့ရတယ်ပြီးတော့ဒီမှာသူက Mosaic AI ဆိုပြီးတော့ဒီ serving အတွက်တည်တံ့သူလုပ်တာပေးတာရှိရပေါ့နော်အဲ့ဒါတွေအပြင်သူကဒီလိုမျိုးရှိသမျှ layer အားလုံးသူဒီမှာ dark နဲ့လိုမျိုး share လုပ်ထားတဲ့ဟာတွေကသူက governance တွေသူကတခါလေ all in one လုပ်ပေးပြီးသားကွာ one centralized unique governance ပေါ့နော်အဲ့လိုပုံစံမျိုးသူလုပ်ထားတာဖြစ်တဲ့အတွက်ဒီနေ့ကတော့ unique data catalog ပေါ့နော်အဲ့ဒါကိုသူပြောချင်တာဒီမှာ unity catalog ကိုသူကဦးစားပေးလုပ်ထားတယ်ပေါ့နော်ဒီမှာ data governance နဲ့ပါနေအဲ့လိုပုံစံမျိုးပေါ့နော် governance case ကိုလည်းသူတော်တော်လေးပြောထားတယ်သူမှာအလုံးပေါ့နော်အဲ့လိုမျိုးဟာတွေအပြင်သူကဒီတရက်ဂျာနီမှာဆိုနှစ်ခုကအမြဲလိုတယ် compute ရယ်ပြီးတော့နောက်တစ်ခုကဒီကိုက compute လိုတယ်ပြီးတော့ storage လိုတယ်ပေါ့နော်ဆိုတော့ data တွေကအများဆုံးကကိုက storage တွေသွားထည့်ရမယ်ခုန ingest လုပ်တဲ့ process တွေ transfer လုပ်တဲ့ process တွေ query လုပ်တဲ့ process တွေ search လုပ်တဲ့ process တွေအားလုံးကသူက compute လိုတယ်ဒီမှာ compute ဆိုတာလည်းစပါကိုပြောလဲဆိုတော့ခုနကလည်းဆို run တွေသိရမလားအဲ့လိုမျိုးတွေပေါ့နော်ကိုကဘယ်မှာဘယ်လိုလုပ်မလဲဒီကိုယ့်ရဲ့ VM တွေ virtualize လုပ်ပြီးတော့ထွက်လာတဲ့ကိုယ့်ရဲ့ virtual machine လေးတွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုက cloud နဲ့ကိုကချိန်ရတော့မယ်ဟုတ်တယ်ဟုတ် compute နဲ့ဒီလိုမျိုး storage ဆိုတာဖြစ်တဲ့အတွက် तू ကပြောမယ်ဆိုရင်အခုလက်ရှိမှာပေါ့နော်နာမည်ကြီးရလို့ AWS တို့ဒီ Azure တို့ဒီ GCP ပေါ့နော်အားလုံးကို तू သူ့အနေနဲ့ तू integration အကုန်ရှိတယ်ပေါ့နော်ကိုယ့် company က AWS ကပဲလာဒါမှမဟုတ်လဲ Azure ကပဲလာဒါမှမဟုတ်လဲဒီလိုမျိုး GCP ကပဲလာပေါ့နော်သူက all in one inclusive ပေါ့နော်အဲ့လိုပုံစံမျိုးသူသွားထားတယ်ဒီမှာတော့ဘယ်လိုအဲ့လိုမျိုးအချိရအောင်တော့ဘာလုပ်ထားလဲဆိုတော့အဓိကဒီ open format တွေကိုသူသုံးထားရဲဆိုတဲ့ပေါ့နော်ခုနဒီ Unity Catalog ကတော့ဒါ governance ကိုလည်းဆိုဦးစားပေးထားပြီးတော့မှသူ့ရဲ့ရှိသမျှရဲ့အားလုံးကသူ lake house သူ့ရဲ့ infrastructure မှာသူထည့်ထားပေးတယ်ဒါပေမဲ့သူကဒီဟာတွေအားလုံးကရှိသမျှ AWS ကောဒီ Microsoft Azure ဒီ GCP ရောပေါ့နော်အကလုံးမှာသူက operate လုပ်လို့ရမှာဆိုတော့ interoperability ပေါ့နော်အဲ့ terms ကခဏခဏကြားဖို့မယ်ပေါ့နော်ဒီမျိုး interoperability ရအောင်လို့ဆိုရင်သူက open format တွေနဲ့သူကလုပ်ထားရတယ်ပေါ့နော်သူ data တွေသူတင်တဲ့ခါကျရင်ဒီမှာဆိုရင်ဒီ data lake ကလည်းဒါ open standard iceberg ကလည်း open standard ပေါ့နော် Apache iceberg ဒီ Apache Parquet ကလည်းဒါ open standard file format ပေါ့နော်ဒီနှစ်ခုကပြောမယ်ဆိုဦးစားပေးပြီးတော့ဒီ meta data တွေပါတယ်အကုန်လုံးတိတ်တဲ့ကိစ္စပေါ့နော်ဒီကလုံးဝ original file ကိုလုံးဝ save တဲ့ကိစ္စပေါ့နော်ပုံမှန်ဆို data lake တုံးပြီးတော့ package file နဲ့သူကstain ပြီးတော့မှ data lake နဲ့သူကအဲ့လိုမျိုး version လုပ်တဲ့ကိစ္စမျိုးတွေအဲ့လိုမျိုးသူက data lake ပေါ့နော် data lake နဲ့သူက version လုပ်တဲ့ကိစ္စမျိုးတွေဒါမှမဟုတ်လေကိုယ့် company က iceberg နဲ့သွားမလားအဲ့ဒါကိုယ့်ရဲ့ choice ပေါ့နော်သူကဒီအရာတွေအားလုံးက open standard တွေဖြစ်တာဖြစ်တဲ့အတွက်ကိုယ့်အနေနဲ့ AWS ပဲသုံး GCP ပဲသုံးဒီ Microsoft Azure ပဲသုံးပေါ့နော်အကောင်လုံးအဆင်ပြေသူကသူ့ရဲ့ governing pillar တွေသူမှာပြောထားတယ်ပေါ့နော်သူမှာ data governance ဆိုလို့သူအသားပေးထားတယ်ပြီးတော့ interoperability နဲ့ usability ပေါ့နော်အဲ့လိုမျိုးလေသူကပေးထားတယ်ပြီးတော့ခုန operational excellence ဒါကတော့သူရဲ့သိရမလားဒီ asset လေးတို့ပါတော့အကုန်လုံးပေါ့နော် reliability ကိစ္စတွေ performance ကိစ္စတွေ efficiency ကိစ္စတွေဆိုတော့ဒီဟာ cloud နဲ့ပတ်သက်လာ cost ကလုံးဝမိတ်ထားလို့မရဘူးလေအဲ့ဒါမျိုးအားလုံးလဲသူက well design လုပ်ထားတယ်ပေါ့နော်အဲ့ဒါကြောင့် well architected lake house လို့ဆိုတာခေါ်တာအဲ့တော့ဒီမှာခုနဒီဟာတွေပေါ့နော်ဒီ AWS ပဲသွားဒီ Azure ပဲသွားအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ပြီးတော့သူကအဲ့ဒါတွေအပြင်ကိုယ့်အနေနဲ့ကွာ serverless compute ကိုလည်းသူ့ရဲ့ဒီ database ကိုကွာ stand alone ပေါ့နော်သုံးလို့လည်းရတယ်အဲ့လိုပုံစံမျိုးသူကပြောထားတယ်ပေါ့နော်သူကကိုကတကယ်လို့ serverless compute ကိုသုံးမယ်ဆိုရင်ကိုက management တွေဘာမှလုပ်စရာမလိုဘူးပေါ့နော်သူကကိုတွေအတွက် fully manage လုပ်ပေးထားတယ် version တွေပါလေအကုန်လုံးသူကလုပ်ပေးထားတယ်ပေါ့နော်ကိုအနေနဲ့ပေးရမှာဒီ PSU ကိုပုံစံမျိုးပေါ့နော်ကိုဘာသုံးတဲ့ဘက်မှာလည်းကိုပေးရမယ်ဆိုတဲ့ပေါ့ဒါတွေကကတော့သူ့မှာပို့ပြီးတော့ manage လုပ်ကြကိုကမလို့ဖြစ်တာဖြစ်တယ်ပို့ပြီးတော့စဖြစ်တယ်ပေါ့နော်ကို storage ကကြတော့ကိုကဘယ် storage နဲ့ချိန်ရတယ်ပေါ့နော်ဒီက compute ကိစ္စကိုသူက costly အဖြစ်ဆုံးပဲဒီ storage နဲ့ compute မှာဆိုရင်ဒီ storage က allow ဈေးမကြီးဘူးပေါ့နော် compute က hourly rate ကပို့ပြီးတော့ဈေးများတယ်10ဆလောက်ဈေးများတယ်ပေါ့နော် LS ရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင်ဒီဟာတွေကကိုဘယ်ဟာသုံးမလဲပေါ့နော်ဒီမှာ Mosaic AI ဆိုတာ service နဲ့ပတ်သက်တာပို့ဦးစားပေးထားတယ်ဒီ Power BI ဆိုတာ visualize ကိစ္စကိုပို့ဦးစားပေးထားတယ် lake flow တို့ဘာလို့ဆိုရင်ဒါ ingestion ကိစ္စတွေပေါ့နော်ကိုရဲ့ workflow ဘယ်လိုသွားမလဲဘယ်လို transfer လုပ်မလဲဒီဟာကြ data warehouse နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဒါသူ့မှာအကုန်လုံးကိုသူက all in one compute နဲ့ serverless compute ကိုလည်းသုံးလို့ရဆိုတဲ့သဘောကိုပြောချင်တာ
ဆိုတော့ဒီဟာကို LS ဒီမှာပဲခဏ recording ရက်မယ်ပေါ့နော်ပြီးရင်နောက် video မှာ LS ဒီသူရဲ့ security နဲ့ governance အကြောင်းပို့ပြီး detail ပြောကြပါမယ်ပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာတွေ့ကြမယ်နော်